မင်္ဂလာပါရှင်ဒီနေ့ကတော့ထိုင်းတရာဘทที่1အခန်း1စရအာကိုဖတ်ပြမှာဖြစ်ပါတယ်ရှင်စရအာဆိုတာကဒီလိုမျိုးเนาะဒါကစရလို့ခေါ်တယ်ဒါစရဒီလိုမျိုးနှလုံးကိုစရအာလို့ခေါ်တယ်เนาะကောอะกะจออะจะปออะปะคออะคะนออะนะลออะละมออะมะตออะตะรออะระทออะทะชออะชะบออะบะชออะชะพออะพะซออะสะกระทะกระทะဆိုတာကဒဲအိုးနော်ဒဲအိုးကိုกระทะလို့ခေါ်တယ်မရာဆိုတာကကျဟင်္ဂါတီနော်ကျဟင်္ဂါတီကိုထိုင်းလိုမာရာလို့ခေါ်တယ်တပူဆိုတာကတန်ချောင်းနော်တန်ချောင်းตะไคร้ဆိုတာကစပလင်းနော်စပလင်းကိုตะไคร้လို့ခေါ်တယ်မละกอဆိုတာကတင်ဘောတီနော်တင်ဘောတီကိုမละกอလို့ခေါ်တယ်ကလာဆိုတာကအုံမှုတ်ခွက်နော်အုံမှုတ်ခွက်ခယဆိုတာကအမှိုက်ကိုခယလို့ခေါ်တယ်ဒါပေမဲ့ဒီထဲမှာကျတော့ပုံပဲပြထားတယ်နော်ခယဆိုတာကအမှိုက်နော်မะพร้าวဆိုတာကဒီမှာနော်အုံတီးကိုမะพร้าวလို့ခေါ်တယ်နော်กระบือဆိုတာကကျွဲနော်ကျွဲကိုစာအတိုင်းရေးမဆိုရင်กระบือဒီအတိုင်းစကားလို့ပြောမဆိုရင်ခွိုင်အဲ့လိုမျိုးခေါ်ကြတယ်ရှင်กระรอกဆိုတာကရှေ့နော်ရှေ့ကလေးတွေကိုกระรอกလို့ခေါ်ကြတယ်နော်